ဒီငါးမန်းကြီးကသူ့ကိုအပိုင်းပိုင်းဆုပ်ဖြက်ပစ်ချင်နေတာပါဆက်ဆူနေတာမျိုးဒါမှမဟုတ်တင်းငင်နေတာမျိုးမဟုတ်ပဲတကယ့်ကိုအမဲလိုက်နေတာချင်ပါတယ်ဒါဟာတာမန်ငါးကြီးတစ်ကောင်တင်မဟုတ်ပဲတတ်ဖြတ်ဖို့အတွက်တီးတန့်တီးဆောက်ထားတဲ့တတဝါမျိုးပါလှုပ်ရှားမှုတစ်ခုအတွင်းမှာတင်အကွာဝိတ်ဆိုတာမရှိသလောက်နီးကပ်သွားပါပြီမဟာလူသားစားငါးမန်းဖြူကြီးတွေဟာတစ်ချက်တည်းကြိုက်ယုံတယ်မဟုတ်ပဲသူတို့ရဲ့သားကောင်းကိုအပိုက်ပိုက်ဖြစ်သွားအောင်ဆုပ်ဖြက်ပြတတ်ကြပါတယ်သူတို့ဟာမယုံနိုင်တော့အောင်မြန်ဆန်ပြီးလွတ်မြောက်ဖို့လမ်းမရှိတဲ့ရေအောက်ဒုံးကြီးသစင်းလိုပါပဲငါးမန်းမျိုးစိတ်အတော်များများဟာလူသေးဆုံးမှုနဲ့ထိခိုက်ဒဏ်ရာရမှုအများပြားကိုဖွင့်စေတတ်ပါတယ်ကြောက်စရာကောင်းတဲ့အချက်တစ်ခုကတော့ငါးမန်းဖြူကြီးတစ်ကောင်မှာသွားပေါင်း300အထိရှိနေတတ်ပြီးသွားတစ်ချောင်းကျိုးသွားတိုင်းနောက်ထပ်တစ်ချောင်းပြန်ပေါက်လာတာပါပဲသူတို့ရဲ့ကြိုက်အားဟာလူအယိုးကိုဂျေမှုသွားစေနိုင်လောက်အောင်တန်ပါပါတယ်ဒါပေမဲ့အကြောက်ဆုံးအပိုင်းကသူတို့မင်းကိုဘလို့ရှားဖွေတွေ့ရှိသွားတယ်လဲဆိုတာပါပဲငါးမန်းတွေဟာမိုင်ပေါင်းများစွာအကွာဝေးကနေသွေးနံကိုရနိုင်တယ်လို့ရေထဲကတုန်ခါမှုတွေကိုလည်းခန်းစားသိရှိနိုင်ပါတယ်တန်ရာရသူအများစုဟာငါးမန်းကိုမြင်းတောင်မမြင်လိုက်ရပဲအရေးတစ်ခုကိုပဲတွေ့လိုက်ရပြီးနောက်ပိုင်းမှာဘာမှမသိတော့တာမျိုးဖြစ်တတ်ပါတယ်သူဟာကန်းကောင်းလို့ပြန်တိုက်ခိုက်နိုင်ခဲ့ပေမဲ့ငါးမန်းကတော့သူ့ရဲ့ပစ္စည်းကိရိယာတွေကိုအကုန်ဖျက်ဆီးပစ်ခဲ့ပါတယ်တကယ်လို့ဒီငါးမန်းကြီးဟာမင်းစီကိုတက်တက်ကြီးကူးခတ်လာမယ်ဆိုရင်မင်းကြောက်ဒီတုံတောင်ကြီးဖြစ်နေမလားဒါမှမဟုတ်လွတ်အောင်ကူးခတ်ပြေးမလားကွန်မန့်မှာရေးပေးခဲ့ပါဦး